မင်္ဂလာပါခုဗီဒီယိုကတော့ပေါင်သမင်းမကြက်ခင်မှာတက်နေတဲ့ပြဿနာပေါ့နော်တန်လိုက်အောင်ဒီတန်လိုက်အောင်လေးကြောင်းပေါ့နော်အဲ့ဒါလေးဘယ်လောက်လွယ်လဲပေါ့နော်ဘယ်လောက်မြန်လဲဆိုတာအိမ်မှာလုပ်ကြည့်လို့ရအောင်ဒီဗီဒီယိုလေးကြည့်လို့ရပါတယ်နော်လေ့လာလို့ရတယ်ဒီမှာအခုကျွန်တော်ပလေယာလေးနဲ့ဒီဟာလေးဖြုတ်တာပေါ့နော်သူကပထမဆုံးကဒီအားလေးကအပြားလေးရှိတယ်အဲ့ဒီအပြားလေးကိုကျွန်တော်တို့ကွေးလိုက်ပေါ့နော်သူ V shape ပုံစံမျိုးလေးပြန်ပြီးတော့ကွေးလိုက်ပါV shape ပုံစံမျိုးလေးပြန်ကွေးလိုက်ပြီဆိုရင်ဒါလေးကကျွန်တော်တို့ပြုတ်သွားပြီเนาะဒါလေးကပြုတ်သွားပြီတကယ်လို့မှကိုကဒီဟာတွေမလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာကလန့်ထားတဲ့နေရာလေး၃နေရာရှိတယ်เนาะအဲ့၃နေရာလေးပဲအတွင်းထဲကအုံလေးပဲလဲလို့လည်းရတယ်ဒီကာဘာမလဲလည်းရတယ်เนาะဒီကာဘာကကောင်းသေးတယ်ဆိုလို့ရှိရင်ကာဘာမလဲပဲနဲ့အတွင်းထဲကအုံလေးပဲလဲလိုက်လို့ရှိရင်ရတယ်အဲ့ဒါကတော့လွယ်တယ်ပေါ့เนาะဒါပေမဲ့သူဒီအတွင်းထဲမှာတန်ကြီးတွေပါတက်နေလို့ရှိရင်တော့တခါတဲ့အကုန်လဲလိုက်ပါတော့ကျွန်တော်ကတော့တခါတဲ့အကုန်လဲနည်းကိုပြပေးမှာဖြစ်ပါတယ်เนาะအဲ့ဒါလေးဆိုလို့ရှိရင်ဒါလေးကလွတ်သွားပြီเนาะလွတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်နှစ်ဖက်မှာကလန့်နေတာလေးရှိတယ်เนาะကျွန်တော်ဒီဘေးနှစ်ဖက်မှာဘေးနှစ်ဖက်မှာသူကလန့်ထားလေးရှိတယ်เนาะအဲ့ကလန့်ထားလေးကိုကျွန်တော်တို့ကြောက်လက်အပြားလိုလေးနဲ့အတွင်းထဲကိုကျွန်တော်တို့ပြန်ပြီးတော့လုပ်မယ်နော်ခုဆိုရင်ကလန့်ထားတာလေးကအတွင်းထဲကိုရောက်သွားဒီမှာတစ်ဖက်လည်းအတွင်းထဲရောက်သွားဒီဘက်ကတစ်ဖက်လည်းအတွင်းထဲရောက်သွားတယ်နော်အဲ့ဆိုတော့ကြတော့ဒါလေးကိုချုပ်ချလိုက်လို့ရတယ်ဒီတန်လိုက်ုံလေးကိုနည်းနည်းလေးထိချလိုက်တာနဲ့အောက်ကျသွားတယ်နော်ဒါဆိုရင်ဒီမှာနော်ကျွန်တော်ဒီမှာဒါဆိုရင်ကျွန်တော်လဲပေးတာမှာရပ်ပိုင်းပဲရှိသေးတယ်နော်ပြန်ပြီးတော့ဖြစ်တာဒါအစ်စ်ပဲဒါပေမဲ့ဒါဆိုရင်ကျွန်တော်ဝယ်ရတာဆိုရင်1500လောက်ပဲရှိမယ်ဗျဒီဟာဆိုလို့ရှိရင်လေနော်1500လောက်ပဲရှိမယ်အကြီးသွေးကညံ့တယ်မအောင်နိုင်ပါပါတတ်တယ်အခုလည်းအဲ့လိုမျိုးပဲဖြစ်တာပဲเนาะအဲ့ဆိုကျွန်တော်ကဒီဟာလေးနဲ့ပြန်ပြီးတော့အစားထိုးကြည့်မယ်เนาะဒီဟာလေးကတော့4500လောက်ရှိတယ်ဗျလောလောဆယ်ဈေးကွက်ထဲမှာလေဒါလေးကတော့အမျိုးအစားပိုကောင်းတယ်ကျွန်တော်တို့ဒီဟာလဲလို့မှမရဘူးဆိုတော့တခြားအပိုင်းတွေဆက်အောင်ပေါ့เนาะအခုကပေါင်းရဲ့အိုးဖင်တွေကတော့ကျွန်တော်တို့အိုးဆန်အထဲရဲ့အိုးဆန်ဖင်တွေကပိန်တာလည်းမရှိဘူးခွတ်တာလည်းမရှိဘူးပုံမှန်ပကတိအတိုင်းပဲဖြစ်နေတဲ့အတွက်ကြောင့်ဒီဟာလေးကိုပဲကျွန်တော်တို့အဓိကလဲပါတယ်เนาะဒီဟာလေးတွေလဲလိုက်ရင်အဆင်ပြေပါတယ်เนาะဒါလေးကိုဒီအောက်ကနေကျွန်တော်တို့လက်လေးနှိုက်ပြီးတော့ဒီမှာတက်လိုက်မယ်เนาะတက်လိုက်မယ်ခုနအတိုင်းပဲဒီမှာဒါလေးနဲ့ V shape ပုံစံမျိုးနဲ့ဒီဟာ V shape လေးနဲ့ကအတူတူပဲเนาะအဲ့ထဲကိုထည့်လိုက်ပါเนาะထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ကောင်လေးကိုပြန်ပြီးတော့ဖြောင်းပေးလိုက်ပါကလန့်တော့အောက်ပြုတ်ကြမှာတော့เนาะအဲ့ဒါဆိုရင်ဒါကအောက်ပြုတ်ကြမှာမဟုတ်တော့ဘူးเนาะခုနကကျွန်တော်ဘေးမှာရှိတဲ့နှစ်ခုပေါ့เนาะအဲဒီမှာဘက်နှစ်ခုရှိတယ်ဗျအဲ့နှစ်ခုကိုကျွန်တော်ပြန်ပြီးတော့ကလန့်လိုက်မှာဖြစ်ပါတယ်เนาะဒီလဲတဲ့နေရာမှာသတိထားရမှာကကြတော့ဒီမှာလေးတွေရှိတယ်သုံးပွင့်ဆိုင်လေးเนาะအဲ့ဒါလေးတွေကဒီအတန်လေးနဲ့เนาะအလဲကောင်မှာကျနေပါတယ်เนาะဒီမှာเนาะအလဲမှာကြပဲဘာလို့အလဲကောင်ကြက်ခိုင်းလဲဆိုတော့ကျွန်တော်တို့အိုးကတင်လိုက်ပြီဆိုလို့ရှိရင်เนาะဘေးကနှစ်ခုကကြွတက်လာတယ်မတွေ့လားဒီနှစ်ခုကကြွတရားတွေကြွတက်လာအဲ့ဆိုရင်ဒီကောင်နဲ့တွားပြီးတော့မထိအောင်လို့အလဲတက်မှာရှိနေဘူးလို့ပဲเนาะကျွန်တော်ဒီဟာလေးကိုကလန့်ပြီးတော့ထောက်လိုက်တော့ခုနပြောမေးတကယ်လို့ပေါ့နော်ဒီဘေးကကလန့်နဲ့ဟာကကိုကခတ်တယ်တော့မလုတ်ချင်ဘူးเนาะအလုပ်ကိုရှုပ်မဲ့ထင်တယ်ဆိုရင်ကျွန်တော်ပြောလို့ဒီဟာလေးတွေပဲဖြုတ်လိုက်ပါเนาะရတယ်เนาะအဲ့ဟာလေးတွေပဲဖြုတ်ပြီးပြန်ပြီးတော့လဲလိုက်လည်းရတယ်အဲ့ဒါတော့ပို့လို့ဒါပေမဲ့တန်ကြီးတွေပါတက်နေဆိုတော့ဒီလိုမျိုးအကုန်လုံးတာလဲလိုက်ပါเนาะအဲ့ဒါအကောင်းဆုံးပါเนาะဒါဆိုရင်ဒါငြိမ်သွားပြီဒါဆိုရင်ဒါငြိမ်သွားပြီเนาะဘာမှမလုပ်တော့เนาะဒါဆိုရင်ဒီမှာတော့လည်းမလုပ်တော့ဘူးရသွားပြီเนาะအလုပ်လဲလို့မျိုးစားလဲဒါဆိုရင်ပိုကောင်းတယ်ခလုံးနေလဲတဲ့ချိန်မှာကျွန်တော်လွတ်လို့မယ်သူကတ်သွားပြီเนาะအတွင်းထဲမှာတန်လိုက်လေးကတ်သွားပြီတကယ်လို့အပူချိန်ဟောဖြစ်တာနဲ့သူ့အတူကိုဒီလိုလေးဒါလေးကခွာကြတော့တာစပလင်လေးပြန်ကန်ပြီးတော့ခွာလိုက်လို့ရှိရင်ဒီခလုတ်ကပြုတ်ပြီးတော့သမင်းမီးပြောင်းသွားမယ်ပေါ့เนาะ
ဒီလိုမျိုးဟာလေးဘူးလေးနဲ့ဟာလေးဝယ်ပါနော်ဘူးလေးနဲ့ဟာဆိုဒီလိုမျိုးပုံစံလေးရှိတယ်တခြားအနီရောင်လေးလည်းလာတယ်နော်ဒါကတော့ကျွန်တော်ဝယ်ရတဲ့အစားကအလွတ်လာတာပေါ့ဘူးနဲ့လာတာပေါ့အဲ့ဒါကအခုကျွန်တော်မကောင်းလို့နော်မကောင်းလို့ကျွန်တော်ပြန်ပြီးတော့မကြိုက်ခင်မှာပြန်တက်နေထမင်းမကြိုက်ခင်မှာပြန်တက်နေလို့ကြောင့်ကျွန်တော်ပြန်ပြီးတော့လဲပေးရတာဖြစ်ပါတယ်ကျေးဇူးပါ